အမေကိုခီးမဆိုင်တာအမေကိုအမေလို့အတိမမပြူတော့တာအဖေကိုအဖေလို့အတိမမပြူတော့တာနော်အမေကငါသားငါသမီးဆိုပြီးသွားမပြောနဲ့ပြောရင်ခုခေတ်ဆိုခဏခဏကြားနေရနော်အမေကိုလေးစားမှုတွေပြည့်ရင်းသွားတာအဖေလေးစားမှုတွေပြည့်ရင်းသွားတယ်ကိုယ်ွယ်ရဖြစ်တဲ့သမဏဗြဟ္မဏတွေလေးစားမှုတွေဘာသာတရားခိုင်းဆိုင်မှုတွေပြည့်ရင်းသွားတယ်ကုလိစိတ္တပရစာယိနာကိုအမျိုးတဲ့ဆွေတဲ့ကိုလူမျိုးတဲ့မှာအကြီးကဲတွေရဲ့စကားကိုပြစ်ပယ်လာတယ်အကြီးကဲဆိုတာတကယ်ပညာရှိဂုဏ်သိက္ခာရှိတဲ့လူကြီးလူကောင်းတွေရဲ့စကားနားထောင်ကြတော့ဘူးလေအဲ့ဒီအဆင့်ဟာလူလောကကြီးရဲ့ပျက်စီးတဲ့အဆင့်ကြီးရောက်အခုအဲ့ဒီအဆင့်ကိုတာဆူပြီးရာခိုင်နှုန်းကတဖြည်းဖြည်းများလာနေပြီအဲ့ဒါကြောင့်မို့လူလောကကြီးကတိုးတက်နေတယ်ဆိုတာဘာတွေကိုကြည့်ပြောနေကြတာတော့ဆိုလို့ရှိရင်သုံးဆောင်ပစ္စည်းတွေတို့လူသုံးပစ္စည်းတွေတို့ဒါတွေကိုကြည့်ပြီးတော့တိုးတက်တယ်လို့ပြောတာအဲ့ဒါတွေကတကယ်ကြတော့လူတွေအတွက်ဒုက္ခပေးမဲ့အရာတွေသာဖြစ်လာတယ်ဟောနော်တကယ်ကိုချင်းတရားပိုင်းကလုံးဝပျက်စီးသွားပြီလူသားတွေဟာလူသားအဆင့်ကိုမှမရှိတော့ဘူးလို့ပြောလို့ရသွားအဲ့ဒီအဆင့်ဟာတဖြည်းဖြည်းကျဆင်းပြီးတော့သွားတယ်ဒါသက္ကဝတိသုတ်တံမှာမြတ်စွာဘုရားဒီတိုင်းဟောတာအဲ့ဒီလိုကျဆင်းသွားတာကမရတော့ဘဲနဲ့ဘယ်ထိအောင်သွားမလို့ဆိုလူရေးတက်တန်းတွေဟာတဖြည်းဖြည်းတိုးလာတချို့ကတော့စိတ်ပညာကြောင့်အသက်ရှိလိမ့်နိုးနဲ့မျောကောင်းမျောလိမ့်မယ်နော်တန်ရမှုတော့ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ရေပုံရခြုံကြည့်အသက်တွေတိုးလာပြီဆိုတာနော်အသက်တွေတိုးလာလိမ့်မယ်အသက်တိုးလာသမျှလူတွေရဲ့ဒီကိုယ်ရဲ့အသာဖွံ့ဖြိုးတိုးတက်မှုတွေဟာကျဆင်းလာတယ်တဲ့အဲ့ဒါလို့ကျဆင်းလာပြီးတော့နောက်ဆုံးမှာဒီတက်တန်းတွေအယုတ်ကြော်လာပြီစနစ်တန်းအဆင့်ကိုရောက်သွားစနစ်တန်းရောက်သွားပြီဆိုလို့ရှိရင်ကတော့လူလောကကြီးတစ်ခုလုံးဟာတိရစ္ဆာန်နဲ့မခြားဖြစ်သွားအဲ့ဒီမှာဘာတွေဖြစ်လာနိုင်လို့ဆိုရင်တိတ်ဘောအာဃာတော်တဲ့မြတ်စွာဘုရားခါသီးတဲ့အမုန်းတရားပြင်းထန်တဲ့အမုန်းတရားတိတ်ဘောတိတ်ဘောဖြာပါတော့အလုံးကိုဖြည့်ဆည်းလို့တဲ့စိတ်ဓာတ်တွေတိတ်ဘောမနောတော်သောစိတ်ရပြင်းမှားမှုတွေတိတ်ကံဝဒကစိတ်တံတတ်ချင်ဖြတ်ချင်တဲ့စိတ်တွေအဲ့ဒါတွေဟာခါသီးတဲ့အမုန်းတွေကိုအခြေခံပြီးတော့လက်ရဲစဲရဲတတ်တဲ့ဖြတ်တဲ့အနေအထားမျိုးတွေဖြစ်ပေါ်လာလိမ့်မယ်ဆိုတော့ဒီကနေ့ခေတ်မှာဒါအမတမထင်ရှားလာရာခိုင်နှုန်းကတဖြည်းဖြည်းမြင့်တက်ပြီးတော့လာပြီးတော့ဒီအဆင့်ကိုရောက်ရှိလာပြီဆိုတော့ဒါမြတ်စွာဘုရားဟောထားတာဗျာဒိတ်စကားအနေနဲ့မြတ်စွာဘုရားဟောထားတာဒီလောကကြီးကတနေ့ကျအဲ့ဒီအခြေအနေကိုရောက်လာလိမ့်မယ်ဆိုတာဟောထားအဲ့ဒီလိုရောက်သွားပြီဆိုရင်တော့ကုသိုလ်ကောင်းမှုဆိုတာမရှိတော့ဘဲနဲ့ကုသိုလ်ကံရဲ့ကုသိုလ်လုပ်တဲ့လူဆိုတာကလုံးဝအကွယ်ပါသွားပြီ